first angle view လားတက် angle view လား first angle view ဆိုတာကဒီပစ္စည်းကိုဒီဘက်ကကြည့်လို့ရှင်ဟိုဘက်မချမ်းမှာသွားဆွဲရတယ်တက် angle view ဆိုတာဒီပစ္စည်းကိုဒီဘက်ကနေမျက်လုံးနဲ့ကြည့်လို့ရှင်ဒီဘက်ချမ်းမှာပဲဆွဲရအဲ့ဒီ view ဘယ် view နဲ့ဆွဲထားတာကိုကသေချာ confirm လုပ်ဖ ೇನೆ သွားကြည့်လိုက်တာနဲ့ကိုကဆွဲတဲ့ bezel nozzle တွေရဲ့ orientation တွေဘယ်ဒီညာတွေအကုန်လုံးမှားသွားနိုင်တယ်ပြီးတော့မှကိုကလောက်တာတလွဲဟိုကပြောတာတစ်မျိုးဖြစ်သွားတတ်တယ် Fundamental Detail Engineering Episode 3ဒီနေ့ကျွန်တော် Episode 3အနေနဲ့ဆက်ပြီးတော့ပြောပြမယ်အကြောင်းအရာက General Arrangement Drawing လို့ခေါ်တဲ့ GA Drawing တွေကိုဘယ်လိုဖတ်တယ်လဲဘယ်အကြောင်းအရာတွေကိုဖတ်တယ်လဲဆိုတာကိုအသေးစိတ်ပြောပြမှာဖြစ်ပါတယ်အဲ့ဒါကိုမပြောပြခင်ပထမအဆုံး General Arrangement Drawing ဆိုတာဘယ်လောက်အရေးကြီးတယ်ဘယ်လို engineer တွေအနေနဲ့ပူးပေါင်းပါဝင်ပြီးတော့အလုပ်လုပ်ကြရတယ်လဲအထူးသဖြင့် detail engineer တွေဖြစ်တဲ့ကျွန်တော်တို့တွေကဒီ general arrangement drawing တွေကိုကိုယ့်ဘာကိုဖန်တီးရတယ်တခါတလေကြောက်လို့ရှင် customer တွေဘက်ကနေဖန်တီးထားတဲ့ general arrangement drawing တွေကိုကြည့်ပြီးတော့ကိုယ့်ရဲ့ကိုယ်ပိုင် drawing ကိုပြန်ပြီးတော့ဖန်တီးထုတ်လုပ်ကြရတယ် detail drawing တွေကိုပြန်ပြီးတော့အဲ့ဒီ general arrangement drawing ကိုမူတည်ပြီးတော့ detail drawing တွေကိုပြန်ပြီးတော့ creation လုပ်ရတယ်ကိုယ်တိုင်ကိုယ့်ရဲ့ company အနေနဲ့ GA drawing အနေနဲ့လည်းပြန်ထွက်ရတာမျိုးရှိပါတယ်အဲ့ဒါကကျွန်တော်တို့ detail engineer တွေအတွက်အရေးကြီးဆုံး document တစ်ခုအနေနဲ့ယူဆပြီးတော့အလုပ်လုပ်ရမှာဖြစ်ပါတယ်အဲ့ဒီတော့ general arrangement drawing တွေကိုဘယ်သူတွေကအသုံးပြုကြတယ်လဲဘယ်လိုအသုံးပြုကြတယ်လဲဆိုတာကိုကျွန်တော်ပြောပြပါမယ် general arrangement drawing GA drawing ဆိုတာကကျွန်တော်တို့ engineering project တွေမှာဒီ project ကိုမရခင်ကတည်းက general arrangement drawing ဆိုတာဖန်တီးထားရတယ် customer side ဘက်ကတော့၎င်းကိုယ့်ဘက်ကတော့၎င်းဖန်တီးထားပြီးဖြစ်တယ်ပြီးလို့ရှင် project award ဖြစ်သွားပြီ project ကကိုယ့် company ကိုပေးလိုက်ပြီဆိုလို့ရှင်လည်းကိုတွေကအဲ့ဒီပုံမှာဟိုတည်ပြီးတော့အလုပ်လုပ်ရတယ်အဲ့တော့ကျွန်တော်ကနှစ်ပိုင်းခွဲပြမယ်နံပါတ်1ကပထမဆုံးအနေနဲ့ project award မဖြစ်ခင်မှာ quotation stage မှာ general arrangement drawing တွေကိုဘယ်သူတွေကဖတ်တယ်လဲဘယ်သူတွေကအလုပ်လုပ်တယ်လဲဘယ်လိုအလုပ်လုပ်တယ်လဲဘာရည်ရွယ်ချက်တွေနဲ့အသုံးပြုတယ်လဲဆိုတာကိုပြောပြပါမယ်အဲ့တော့ project မစခင်မှာကိုရီ company က customer တွေကို GA drawing တစ်ခုနဲ့ customer တွေဘက်က data တွေပေါ်မူတည်ပြီး general arrangement drawing တစ်ခုပြင်ပြီးတော့ submit လုပ်ပြီးသွားပြီဆိုလို့ရှိရင်ဘယ်သူတွေကဒီ general arrangement drawing ကိုဖတ်တယ်လဲဆိုတော့နံပါတ်1က customer ပါသူတို့ကဘာကိုမူတည်ပြီးဖတ်တယ်လဲဆိုတော့ဒီ general arrangement drawing ထဲမှာရှိတဲ့ data ရှိမှလိုအပ်တဲ့ design temperature တွေ design pressure တွေဥပမာထားပါတော့ကျွန်တော်ကတော့ pressure vessel နဲ့ပတ်သက်ပြီးနမူနာပြောမှဖြစ်တဲ့အတွက်ကြောင့် pressure vessel GA drawing တစ်ခုနဲ့ပြောပြပါမယ်အဲ့ဒီမှာသူတို့ကဘာကိုစိတ်ဝင်စားလဲဆိုတော့ပထမဦးဆုံးဒီ drawing ကိုကြည့်လိုက်တာနဲ့ဒီ unit ဒီ pressure vessel တစ်လုံးဒီသူတို့ရဲ့ site plan ကြီးရဲ့ဘယ်နားမှာရှိမလဲဆိုတာ orientation မှန်သလားဘယ် project အတွက်အလုပ်လုပ်တယ်လဲဆိုတဲ့ဥစ္စာကိုကြည့်မှဖြစ်တယ်လို့ overall dimension တွေကနေရာလုံလောက်ရဲ့လားအဝင်အထွက် temperature တွေ pressure တွေကသူတို့လိုသလောက်လုံနှုံနိုင်ရတာ capacity ကဘယ်လောက်ရှိတယ်လဲဆိုတဲ့အချက်လက်တွေကိုသူတို့ကစိတ်ဝင်စားရှာပြီးတော့ကြည့်မှဖြစ်ပါတယ်နောက်တစ်ဖွဲ့ process engineer တွေကကြတော့ဒီ general arrangement drawing ကိုကြည့်ပြီးတော့သူတို့ရဲ့ပြင်ထားတဲ့ process line တစ်လျှောက်မှာရှိတဲ့ PNID လို့ခေါ်တဲ့ piping and instrument drawing နေရာ line မှာရှိတဲ့ process line တွေရဲ့ nozzle size တွေရဲ့အဲ့ဒီလိုအချက်လက်တွေကိုသူတို့ရဲ့ design နဲ့တိုက်ဆိုင်စစ်ဆေးပြီးတော့ဒီကောင်ကိုဘယ်လိုလုပ်တင်တယ်ဘာတွေထည့်တင်တယ်ဆိုတဲ့အချက်လက်တွေကိုသူတို့ကစိတ်ဝင်စားကြည့်ရှုမှာဖြစ်ပါတယ်အဲ့တော့သူတို့က pipe line မှာ bezel ရဲ့ capacity ဘယ်လောက်ရှိတဲ့ bezel tag number ဘယ်လောက်ကဒီ pipe line မှာရှိနေမယ်အဲ့ဒီ tag number အတွက်ဒီ GA drawing ကိုသူတို့ refer လုပ်ပြီးကြည့်တယ်အဲ့ဒီထဲမှာ nozzle size တွေဘယ်လောက်ရှိသလဲ nozzle location တွေကိုကြည့်တယ်နောက် flow direction တွေကိုကြည့်တယ်နောက်သူတို့ရဲ့ instrument နေတက်မဲ့ nozzle size တွေကိုကြည့်တယ်အဲ့တော့ process engineer တွေကတော့ဒီ GA drawing ကိုသူတို့ရဲ့ PN90 တွေ update လုပ်တဲ့နေရာတွေမှာသုံးဖို့အတွက်ရည်ရွယ်ချက်နဲ့ကြည့်တယ်နောက်ပြီးတော့ pipe routing တွေအတွက် concept တွေကိုသူတို့ဖန်ဖို့အတွက်ကြည့်ပါတယ်ဒါကတော့ process engineer မှာကကြည့်တာပါနောက်ကြည့်တဲ့တစ်ဖွဲ့က mechanical engineer တွေပါဒီ mechanical engineer တွေကကြတော့တကယ်တော့ကျွန်တော်တို့ကdetail engineering လို့ပြောလို့ရှိရင် international မှာတော့ detail engineering နေပုံပဲအဓိကဆွဲရတာကျွန်တော်လည်းအခုအဲ့အကြောင်းကိုပဲပြောမယ်ဒါပေမဲ့ကျွန်တော်ကိုယ်တိုင်ကတော့တောက်လျှောက်လုပ်ခဲ့တဲ့ experience အရာကျွန်တော်က detail engineering နဲ့မကဘူးကျွန်တော်က mechanical engineer အနေနဲ့လည်းလုပ်ရတယ် mechanical engineer ကဘာလုပ်ရလဲဆိုတော့အဲ့ဒီ detail ပုံတွေမထွက်ခင်မှာ calculation တွက်တဲ့အဆင့်ကနေစပြီးတော့ customer တွေနဲ့ deal လုပ်တဲ့အဓိက third party inspector တွေနဲ့စကားပြောတဲ့ကိစ္စတွေ calculation တွက်တာတွေကိုပါလုပ်တဲ့အဖွဲ့ပါသူကတွက်ထုတ်လိုက်တဲ့ဥစ္စာကို detail engineer တွေက detail drawing တွေပြန်ထုတ်ရတာဖြစ်ပါတယ်အဲ့တော့ mechanical engineer တွေကကြတော့လေဒီ general arrangement drawing ကိုဘာကြည့်လဲဆိုတော့ shell တွေရဲ့ overall size တွေကြည့်တယ် nozzle size တွေကြည့်တယ် nozzle rating တွေကြည့်တယ်သူတို့ကဘာရည်ရွယ်ချက်နဲ့ကြည့်တာလဲဆိုတော့
calculation လုပ်ဖို့အတွက်ဒီက information တွေကိုယူပြီးတော့အသုံးပြုဖို့အတွက်ကြည့်တာအဲ့တော့သူတို့ရဲ့ preliminary design အနေနဲ့ reference ယူပြီးကြည့်တာနောက်တစ်ခုဘာလုပ်လဲဆိုတော့အဲ့ဒီ GA drawing ပေါ်မှာမူတည်ပြီးတော့သူတို့ရဲ့ mechanical calculation ဖြစ်တဲ့ detail calculation တွေကိုတွက်တာဥမာအဲ့ဒီ information ကိုသုံးပြီးတော့ PVE လို့ software တွေကိုသုံးပြီးတော့ detail information တွေတွက်ထုတ်တာမှာ thickness ဘယ်လောက်ရှိလဲ material ဘယ်လောက်သုံးရမလဲဆိုတဲ့အကြောင်းအရာတွေကို mechanical engineer တွေကတွက်ထုတ်တာဖြစ်ပါတယ်။ Now project အဝတ်မဖြစ်ခင်မှာနောက်တစ်ဖွဲ့ GA drawing ကိုကြည့်တဲ့တစ်ဖွဲ့ရှိပါတယ်။သူတို့ကဘယ်လိုလဲဆိုတော့ estimation engineer လို့ခေါ်တယ်။သူတို့ကပတ်စံကိစ္စကိုစိတ်ဝင်စားတယ်လူ။အဲ့တော့ပတ်စံနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုရှာပြီးကြည့်တာရှိတယ်။ဘလို့အကြောင်းအရာတွေကိုရှာကြည့်တယ်ဆိုတော့ general arrangement drawing နဲ့မှာသူကဒီ unit ကြီးတစ်ခုလုံးရဲ့ material တွေဘယ် material တွေသုံးထားတယ်လဲဆိုတာကိုကြည့်တယ် overall weight ကြီး weight ပေါ်မှာမူတည်ပြီးတော့ weight အလေးချိန်နဲ့သူတို့ရဲ့ cost ဆုံးဖြတ်ရတဲ့ကိစ္စတွေကိုဆုံးဖြတ်ဖို့အတွက် weight တွေကိုရှာကြည့်တယ်နောက်ပြီးတော့ fabrication ဘယ်လောက်ရှုပ်ထွေးလုပ်ရနိုင်တယ်လဲဒီ nozzle orientation တွေကိုကြည့်တယ်ဥမာထားပါတော့ expansion value လိုဟာမျိုးတွေပါသလားတခြား additional ထပ်မှားနိုင်ကြရရှိသလားပတ်စံနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုသူကဒီထဲရာတွေမျိုးရှာပြီးတော့ကြည့်လို့ရတယ်အဲ့ဒါကြောင့်မလို့ estimation engineer တွေကဒီ general arrangement drawing ကိုဖတ်ပြီးတော့သူတို့ကအကြမ်းမြင်ဈေးတွက်ထုတ်လို့ရတယ်အဲ့ဒီဈေးတွက်ထုတ်တဲ့ဥစ္စာကိုသူက quotation မှာပြန်ပြီးတော့ confirmation လုပ်ပြီးတော့ customer နဲ့နောက်ဆုံးအလုပ်ရအောင်သူတို့ dealing လုပ်တဲ့ကြည့်ရချက်နဲ့အသုံးကြပါတယ်အဲ့ဒီလိုနဲ့ customer နဲ့ကိုယ့် company နဲ့ discussion တွေလုပ်ပြီးသွားတဲ့အချိန်မှာအလုပ်ရပြီဆိုတော့ project ကလည်း confirm ဖြစ်သွားပြီအဲ့ဒါဆိုလို့ရှင် project engineer တို့စောစော estimation engineer တို့ကသူတို့ရထားတဲ့ job ကို project ကနေဒီ engineering department ကို officially လွှဲတဲ့အချိန်မှာဘယ်သူတွေကဏ္ဍဝင်လာလဲဆိုတော့ကျွန်တော်တို့ detail engineering တွေရဲ့ကဏ္ဍကဝင်လာပြီအဲ့တော့ detail engineering တွေကြတော့ဒီ general arrangement drawing ကိုကိုယ့်ဘာကိုပြင်ခဲ့တာလည်းဖြစ်နိုင်တယ်လို့ customer side ကပြင်ထားတဲ့ drawing တွေကိုကြည့်ရမှာလည်းဖြစ်နိုင်တယ်အဲ့ဒါကြောင့်မို့လို့ detail engineer တွေကကြတော့ဒီ general arrangement drawing ကိုဘာအတွက်အသုံးပြုပြီးကြည့်တယ်လဲဆိုတော့ nozzle detail drawing တွေဆွဲဖို့ detail part တွေအကုန်လုံးဆွဲဖို့အတွက် general arrangement drawing ကိုကြည့်ပြီးတော့ part တစ်ခုချင်းစီကိုဆွဲထုတ်ပြီးတော့ detail drawing တွေပြင်ဖို့အတွက်လုပ်ရတယ်အဲ့ဒီအချိန်မှာသူတို့ကဘာ information တွေကိုယူပြီးလုပ်တယ်ဆိုတော့ဒီမှာရှိတဲ့ orientation တွေ position တွေအဲ့ဒါတွေကိုယူပြီးတော့စောစော mechanical engineer တွက်ထုတ်လိုက်တဲ့အထူတွေ material တွေကိုယူပြီးတော့နောက်ဆုံး fabrication လုပ်လို့ရအောင်အသေးစိတ် drawing တွေ detail drawing တွေပြန်ပြီးပြင်ပြီးတော့ထုတ်ပေးရတယ်အဲ့တော့အဲ့ဒါကကျွန်တော်တို့ detail engineer တွေကအဓိကလုပ်ရတာဖြစ်တယ်အဲ့တော့ detail engineer တွေဒီ general arrangement drawing ကို roadmap အနေနဲ့အသုံးပြုပြီးတော့ကြည့်ကြတာဖြစ်ပါတယ်အဲ့တော့ project ရပြီးတဲ့အချိန်မှာဒီ general arrangement drawing ကို detail engineer တွေကပဲကြည့်တာမဟုတ်ဘူး customer side တို့ကို company တို့ကမှရှိတဲ့ piping engineer တွေကလည်းကြည့်ကြတယ် piping engineer တွေကဘာကိုကြည့်ကြလဲဆိုတော့ nozzle ရဲ့ orientation တွေ nozzle type တွေအဲ့ဒီမှာရှိတဲ့ instrument တွေ sizing တွေအဲ့တော့ connection type တွေအဲ့ဒီလိုအချက်လက်တွေကိုမူတည်ပြီးတော့သူတို့ကအလုပ်လုပ်အောင်မှာဖြစ်တဲ့အတွက်ကြောင့်မို့ general arrangement drawing မှာ nozzle sizing တွေ orientation တွေနဲ့နောက်တစ်ခုက pipeline ပြေးဖို့အတွက်လုပ်ထားတဲ့ဒီ pressure vessel orientation site နဲ့ position ဘယ်လောက်မှရှိရဆိုတဲ့အချက်လက်တွေကိုလည်းသူတို့ကသေးသေးလေးလာပြီးတော့ဒီထဲမှာကြည့်လို့ရနိုင်တယ်အဲ့ဒါက piping engineer ကအသုံးပြုတာအဲ့ဒီအချိန်မှာနောက်ထပ်ဘယ်သူတွေကစိတ်ဝင်စားကြသေးလဲဆိုတော့ general arrangement drawing ကို civil engineer တွေကလည်းစိတ်ဝင်စားတယ်သူတို့ကဘာစိတ်ဝင်စားလဲဆိုတော့သူတို့ရဲ့ structure ပေါ်မှာကျွန်တော်တို့ရဲ့ pressure vessel ကိုလာပြီးတော့တင်တဲ့အချိန်မှာဖြစ်သွားတဲ့ effect ကိုသူတို့ structure ကခံနိုင်မခံနိုင်အတွက်တွက်ထုတ်ရမှာဖြစ်တယ်အဲ့လိုတွက်ထုတ်ဖို့အတွက်ကျွန်တော်တို့ရဲ့ pressure vessel ရဲ့ general arrangement drawing ကနေပြီးတော့ဘယ်လို data တွေကိုဆွဲထုတ်ယူကြည့်ဖို့လုပ်လဲဆိုတော့ဒီ vessel ကြီးရဲ့ overall size တွေ saddle position တွေနောက်ဒီ vessel ကြီးရဲ့ overall weight နောက်ပြီးတော့ဒီ general arrangement drawing မှာဆိုဘာပါလဲဆိုတော့ saddle reaction force တွေပါတယ်အဲ့ reaction force တွေကသူတို့ရဲ့ structure ရဲ့ဘယ် point တွေမှာသွားပြီးတော့တက်ရမလဲဆိုတဲ့အချက်လက်တွေကိုလည်းသူတို့ကရှာကြည့်ကြတယ်အဲ့ဒီလိုပဲ saddle တွေမှာအန်ကာဖို့တွေကသူတို့ရဲ့ structure ဘယ်နေရာတွေကိုလာပြီးတော့ attach လုပ်ပြီးတော့ bonnet တိုက်မယ်ဆိုတဲ့အချက်လက်တွေကိုသူတို့ကယူပြီးတော့ကြည့်ပြီးအဲ့ဒီ point တွေပေါ်မှာမူတည်ပြီးသူတို့ design ကို civil design ကိုပြန်တွက်ထုတ်တာဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ကလည်း civil engineer တွေအနေနဲ့လည်းဒီ general arrangement drawing ကိုစိတ်ဝင်စားပါတယ်နောက်အသုံးများဆုံးနေရာတစ်ခုကဘယ်နေရာဖြစ်မလဲဆိုတော့fabrication workshop ပါပဲဒီ fabrication workshop မှာတော့ကျွန်တော်ကတအူးတည်းမပြောပါဘူးဘယ်လိုလူမျိုးတွေကဝင်ကြည့်နိုင်တယ်လဲဆိုတော့ project engineer တွေ workshop engineer တွေနောက် site supervisor တွေ workshop supervisor တွေ fabrication supervisor တွေပေါ့နော်နောက်ပြီးတော့ welder တွေ fitter တွေအကုန်လုံးကဒီ drawing ကိုမျှပြီးသုံးကြပါတယ်သူတို့ကဘာကိုစိတ်ဝင်စားကြသလဲဆိုတော့သူတို့ကတော့အဓိကအလုပ်လုပ်မဲ့လူတွေဖြစ်တဲ့အတွက်ကြောင့်မို့ share center က nozzle ဘယ်လောက်အထိဝေးသလဲဆိုတဲ့အချက်လက်တွေကိုကြည့်မယ်နောက်ပြီး fabrication
လှုပ်လို့ရှင် share rolling လုပ်ပြီးသွားလို့ရှင် nozzle အပေါက်ဖောက်မယ်ပြီးလို့ရှင် plan တက်မယ်စသဖြင့်ဒီ fabrication sequence ကိုသူတို့ arrange လုပ်တဲ့နေရာတွေမှာလည်းသုံးကြတယ်ပြီးလို့ရှင်တချို့ပါဝင်ပတ်သက်တဲ့လူတွေကကြတော့ဒီ share diameter ဆိုလို့ရှင် supplier ကို rolling လုပ်ဖို့အပ်မယ်အဲ့ဒါကိုဘယ်လိုစီစဉ်ပြီးအပ်မလဲနောက် welding ကိုဘယ်လို welding လုပ်မလဲဆိုတဲ့ sequence တွေကိုသူတို့ discussion လုပ်ဖို့အတွက်ဒီ generation drawing မှာမူတည်ပြီးတော့အလုပ်လုပ်ကြတာဖြစ်ပါတယ်နောက်ဆုံးဖတ်မဲ့အဖွဲ့တစ်ခုကဘာလဲဆိုတော့သူတို့က site engineer တွေနဲ့ installation မှာပါဝင်ပတ်သက်တဲ့လူတွေဖြစ်ပါတယ် site engineer တွေနဲ့ installation မှာပါဝင်ပတ်သက်တဲ့လူတွေကဘာကို concern လုပ်ပြီးကြည့်တယ်လဲဆိုတော့ဒီ general arrangement drawing ကိုကြည့်လိုက်တဲ့အချိန်မှာ lifting point အနေနဲ့ lifting လုပ်လို့ရမရဒီ buzzer ကြီးကိုအလေးချိန်နဲ့ size ကိုကြည့်ပြီးတော့ transportation လုပ်လို့ရှင်ကားနဲ့လုပ်တင်သလားသမောနဲ့လုပ်တင်လားအဲ့ဒီလိုလုပ်တဲ့အချိန်မှာဘယ်အချက်ကတော့သူတို့ရဲ့အလုပ်မှာအနှောက်အယှက်ဖြစ်နိုင်မယ်ဘယ်အချက်ကိုသုံးပြီးတော့ installation လုပ်မယ်ဘယ်အချက်ကိုအသုံးပြုပြီးတော့ lifting လုပ်မယ်ဆိုတဲ့အချက်တွေကိုဒီ general arrangement drawing ကိုကြည့်ပြီးတော့သူတို့ကစဉ်းစားဆုံးဖြတ်ကြတာဖြစ်ပါတယ်အဲ့တော့သူတို့ကဒီ GA drawing ကိုကြည့်လိုက်တာနဲ့ငါတို့ကဒါ crane ကခေါ်ပြီးတော့ crane ကားနဲ့မရမလားသို့မဟုတ် low back lifting နဲ့မရမလားသို့မဟုတ် supervisor တွေနဲ့ lifting supplier ကိုတီးတန့်ခေါ်ပြီးသူတို့ကိုအပ်တင်သလားဆိုတဲ့အချက်လက်တွေကိုသူတို့ကအသုံးပြုပြီးတော့ဒီ generation drawing ကိုဖတ်ပြီးတော့သူတို့ကဆုံးဖြတ်ကြတာဖြစ်ပါတယ်အဲ့တော့ဒီ generation drawing ဆိုတာအဖွဲ့ပေါင်းစုံကသူတို့ရဲ့ရည်ရွယ်ချက်မျိုးစုံနဲ့အသုံးပြုဖို့အတွက်ဒီ GA drawing ကိုဖတ်ကြတယ်အဲ့တော့ GA drawing ဆိုတာဒီ project ကြီးတစ်ခုလုံးမှာရှိတဲ့အရေးကြီးတဲ့ roadmap document တစ်ခုဖြစ်တယ်အဲ့တော့အဲ့ဒါကိုကျွန်တော်တို့က DJ engineering fundamental အနေနဲ့ episode 3မှာကျွန်တော်တို့ကဘယ် data တွေကိုပါမလဲဘယ်အချက်တွေကိုအဓိကဖတ်တင်တယ်ဆိုတဲ့အကြောင်းအရာကိုကျွန်တော်အခုပြောသွားမှာဖြစ်ပါတယ်စောစောကပြောခဲ့တာတွေကတော့ဘလူတွေကပါဝင်ပတ်သက်ပြီးဘလူကြည်ရွယ်ချက်နဲ့အသုံးပြုတယ်ဆိုတာကိုပြောပြထားတာဖြစ်ပါတယ်အဲ့ဒီတော့ GA drawing ကိုပြင်တဲ့အခါမှာသို့မဟုတ်သူများပြင်ထားတဲ့ GA drawing ကိုဖတ်တဲ့အခါမှာကျွန်တော်တို့ကအပြင်ပန်းလေးတမန်ကရှန်ကာလေး overall lamp ဘယ်လောက်လဲဘလူ data တွေပါတယ်လဲဆိုတာကိုရမ်းပြီးတော့ဟိုပြောက်တော့ဒီပြောက်တော့ရှောက်မှာဖတ်ပါနဲ့ကိုက drawing တစ်ခုကိုဖတ်တဲ့အချိန်မှာ systematically စဖတ်တတ်တဲ့အလေးချင်းကိုလုပ်ရမယ်အဲ့တော့ကျွန်တော်ကအစီအစဉ်တိုင်းဘာပြီးရင်ဘာဖတ်တင်တယ်ဆိုတာကိုပြောပြမှာဖြစ်ပါတယ်အဲ့တော့ GA drawing ကိုဖတ်လို့ရှင်ပထမဆုံးနံပါတ်1အနေနဲ့ information ကိုမှသွားပြီးတော့မဖတ်ခင်မှာအရင်ဆုံးကြည့်ရမှာနံပါတ်1ကတော့ title block ပါဒီ title block မှာဘာတွေပါတယ်လဲဆိုတော့ project နာမည်တွေပါတယ် drawing ရဲ့ခေါင်းစဉ်တွေပါတယ်ဒီ drawing ထဲမှာရှိတဲ့ unit ရဲ့ tag number တွေပါတယ်ပြီးလို့ရှင်ဘယ်သူတွေကဒီ drawing ကို prepare လုပ်ထားတာလဲဘယ်သူတွေကဆွဲထားတာလဲဘယ်သူတွေကစစ်ထားတာလဲဘယ်သူတွေက approve လုပ်ထားတယ်လဲဆိုတဲ့ information တွေပါတယ်ပြီးလို့ရှင် scale ဘယ်လောက်နဲ့ဆွဲထားတာလဲနောက်တစ်ချက်ကဥမာထားပါတော့ view ဒီ third angle view လား first angle view လားဆိုတဲ့အချက်လက်ကိုလည်းပြထားတယ်နောက် revision number ဘယ်လောက်လဲဆိုတဲ့အကြောင်းအရာတွေကိုဒီ title block မှာပြောထားတယ်အဲ့တော့အထက်မှာရှိတဲ့ data တွေကိုဖတ်ပြီးတော့ကိုယ့်ရဲ့ document ဒီဘယ်လောက်အရေးပါတယ်လဲဘယ်ဥစ္စာအတွက်လဲဆိုတာမသိဘဲနဲ့ဖတ်ပြီးတော့ကိုစီးတဲ့မြင်အထီးမှန်းမသိအမှားမှန်းမသိပုံစံမျိုးရမ်းပြီးတော့လုပ်လို့ရှင်မှားသွားဖို့ပဲရှိတယ်အဲ့တော့အရင်ဆုံးကိုက document ကိုစဖတ်ပြီးဆိုတာ ਨੇ title block ကိုဖတ်ပါအဲ့ဒီက data တွေကိုဂရုတစိုက်လေ့လာပါ revision number ဒီနောက်ဆုံးပြင်ထားတဲ့ updated revision number ဟုတ်သလားပြီးတော့ကိုလုပ်တဲ့ tag number ဟုတ်သလားမဟုတ်သလားဆိုတော့ကိုအရင်ဆုံးစစ်ပြီးတော့မှအဲ့ဒီကောင်ကိုနောက်တစ်ဆင့်ဆက်ပြီးတော့ကူးသွားမှာဖြစ်ပါတယ်အဲ့တော့ number 1ဒီ title block ကိုဖတ်ပါနောက်နံပါတ်2အနေနဲ့ main view တွေ puzzle ရဲ့ orientation တွေကိုဖတ်ပါ puzzle ဒီ project ရဲ့ဘယ် orientation နဲ့တည်ထားမလဲဆိုတာမျိုးဥပမာတခြား view တွေ view ဘယ်နှခုနဲ့ပြသလဲအဲ့ဒီ view မှာများသောအားဖြင့်တော့ generation drawing ဒီ view တွေအများဆုံးနဲ့ပြထားရှိတယ်ဥပမာ elevation view ပြီးတော့မှ side view ပြီးတော့မှ plan view စသဖြင့်အဲ့ view 3ခုစလုံးမှာပါတဲ့ nozzle တစ်လုံးချင်းစီကိုဒီ view မှာတော့ဒီ orientation နဲ့ပါတယ် side view မှာတော့ဘယ်လို orientation နဲ့အမြင့်ဘယ်လောက်မှာပြထားတယ်bottom view မှာတော့ဘယ်လိုဆိုတဲ့ဥစ္စာကိုသေသေးချာချာကြည့်ရမယ်အဲ့တော့အဲ့ဒီပုံမှာမူတည်ပြီးတော့လိုအပ်တဲ့ information တွေကိုကိုကအသုံးချရမှာဖြစ်တယ်အဲ့တော့ဒီ second step အနေနဲ့ကတော့ကျွန်တော်တို့က overall view နဲ့ overall land နေ information တွေကိုကြည့်သင့်ပါတယ်နံပါတ်3အနေနဲ့က overall land လို့ခေါ်တဲ့ dimension တွေကို overall land အရှိဆုံးကဘယ်လောက်လဲအမြင့်ဆုံးကဘယ်လောက်ရှိလဲအဲ့ဒီ information တွေကိုမူတည်ပြီးတော့ customer ကိုကဖြစ်နိုင်ခြေရှိတဲ့ dimensionအချက်လက်တွေအကုန်လုံးပေးရမှာဖြစ်တယ်တခါလေအဲ့ဒီပုံမှာမူတည်ပြီးတော့ installation လုပ်ဖို့အတွက် space ဘယ်လောက်ခြံနေတယ်လဲဆိုတဲ့အချက်လက်တွေကိုလည်းပြောပြရမှာဖြစ်တယ်အဲ့တော့အဲ့ဒီ overall land တွေပုံမှာမူတည်ပြီးတော့စောစောကပြောသလို installation သမားကလည်း installation အတွက်အသုံးပြုမယ် lifting သမားက lifting အတွက်အသုံးပြုမယ်သူ့ဘာသူသက်ဆိုင်ရာ information တွေကိုယူသွားတတ်ပါတယ်အဲ့ဒါကတော့ number 3အချက်ပါ number 4အချက်နဲ့ဘယ်အချက်ကပါဝင်ရမလဲဆိုတဲ့ information ကိုပြောရမလဲဆိုရင်
number 4အချက်အနေနဲ့ကတော့ nozzle ရဲ့ information တွေ nozzle ရဲ့ overall length ဘယ်လောက်ရှိမလဲ center ကနေဘယ်လောက်ရှိမလဲပြီးလို့ရှင်သူ့ရဲ့ orientation ကဘယ်လိုရှိတယ်လဲအဲ့တော့ view စောစော view 3 view စလုံးမှာကိုဆွဲရလို့ရှင်လဲကိုက view 3 view စလုံးမှာလိုအပ်တဲ့ information ကိုထည့်ပြရတယ်ကိုကဖတ်တယ်ဆိုရင်လည်းအဲ့ဒီကောင်ပေါင်းမှုတည်ပြီးတော့ဖတ်ရတယ်ပြီးလို့ရှင် nozzle number တွေ nozzle N1 N2 N3 စသဖြင့် nozzle number တွေကိုကြည့်ရတယ်အဲ့ဒီ nozzle number တွေကဘာအတွက်အသုံးပြုတယ်လဲဆိုတာကိုတခြားနေရာမှာ nozzle detail table အနေနဲ့ပြထားတဲ့ဘက်မှာ nozzle N1 ဒီ inlet လား outlet လား nozzle N2 ဒီပါလဲ vent ဒီ nozzle number ဘယ်လောက်လဲစသဖြင့်ဒီ vent တွေ drain တွေရဲ့ nozzle position တွေ nozzle ရဲ့ legend တွေကို table နဲ့ပြန်ပြီးတော့ချိန်ညှိပြီးကြည့်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ nozzle information တွေလည်းချိန်တည်ပါမှာဖြစ်ပါတယ်အဲ့ဒီ nozzle ရဲ့ size နဲ့ orientation တွေကကျွန်တော်တို့တွေပြင်ပေးတဲ့အတွက်ကြောင့်ဘယ်သူတွေကသွားအသုံးပြုမလဲဆိုတော့စောစော piping engineer တွေကဒီ data တွေကိုယူပြီးတော့သူတို့ကဆက်ပြီးအသုံးချပါမှာဖြစ်ပါတယ်နံပါတ်5အချက်အနေနဲ့ကတော့ civil engineer တွေအထူးလိုအပ်တဲ့ vessel ရဲ့ weight တွေဒီ saddle ရဲ့ position တွေ anchor bolt position တွေ anchor bolt site တွေအဲ့ဒီလို information တွေ general arrangement drawing ထဲမှာပါနေရမယ်ဒါမှအဲ့ဒီပုံမှာကြည့်ပြီးတော့လိုအပ်တဲ့အချက်လက်တွေကိုသူသက်ဆိုင်ရာပါတီတွေကဆွဲထုတ်မယ်အဲ့ဒါအပြင်ကမှဘာပါအောင်မလဲဆိုတော့ civil engineer တွေလိုအပ်တဲ့ saddle reaction force လိုဟာမျိုးတွေဆက်ပြီးတော့ table တွေနဲ့လည်း additionally ထည့်ပေးရတယ်ဒါကတော့တစ်ခါလေးထည့်ရတယ်တစ်ခါလေးမထည့်ရဘူးပေါ့နော်အဲ့ဒီအချက်လက်တွေကိုလည်းပြပေးရမှာဖြစ်ပါတယ်အဲ့ဒီတော့ကိုက mechanical engineer plus detail engineer ဆိုလို့ရှိရင်ကိုအသုံးပြုဖို့သို့မဟုတ်ဒီ data တွေကို information စုံစုံလင်လင်နဲ့ third party inspector ပဲဖြစ်ဖြစ် customer site ကပဲဖြစ်တခါတည်းစစ်လို့ရအောင်နောက်အရေးကြီးဆုံးနဲ့မဖြစ်မနေပါမယ်အချက်တစ်ခုကဘာလဲဆိုတော့ design data table ပါအဲ့ဒီ design data table ဒီ mechanical engineering တွေကတွက်ထုတ်ရမယ် data sheet တွေမှာပါတဲ့အချက်လက်တွေကို drawing နဲ့ပြန်တိုက်ဆိုင်စစ်ဆေးဖို့အတွက်ထည့်ပေးရတဲ့ information တွေဖြစ်ပါတယ်အဲ့ဒီထဲမှာဘာတွေပါမလဲဆိုတော့ vessel ရဲ့ tag number တွေကိုက use stamp လုပ်တယ်ဆို serial number တွေအဲ့ဒါအပြင်ကိုမှ vessel ရဲ့ name ပြီးလို့ရှင် base standard နဲ့အလုပ်လုပ်တယ်design pressure design temperature တွေကဘယ်လောက်နဲ့တွက်ရမလဲ operating temperature operating pressure တွေကဘယ်လောက်နဲ့တွက်ရမလဲဒါကိုမှ painting လုပ်ရမယ်ဆေးတော့ရမယ်ဆိုလို့ရှင်ဆေးကဘယ် painting spec နဲ့လုပ်ရမလဲဟိုက juice expansion ရှိတယ်ဆိုရင် juice expansion ပေါ့မရှိဘူးဆိုလို့ရှင်လဲဥပမာဒီကောင်ဒီပင်လယ်ထဲကိုသွားမယ်ဆိုလို့ရှင်လှိုင်းရိုက်တဲ့အတွက်ကြောင့်ဖြစ်နိုင်တဲ့ဒီ vessel acceleration information တွေထည့်ပေးမလားလိုအပ်တဲ့ဥမာ wind load တွေ seismic load တွေလိုအပ်မလားအဲ့ဒီ information တွေအကုန်လုံးကိုဒီ design data table မှာအကုန်လုံးတိတိကျကျထည့်ပေးရတယ်အဲ့ဒါအပြင်မှာသူနဲ့ပတ်သက်တဲ့ဒီ general arrangement drawing ကနေဒီကောင်နဲ့ပတ်သက်တဲ့တခြား detail drawing တွေကိုတော့ဘယ် document number ဘယ်လောက်ဒီမှာတွားကြည့်ပါဆိုတဲ့ table လိုဟာမျိုးတွေကိုလည်းထည့်ပေးရတယ်အဲ့တော့ကျွန်တော်ကအဲ့ဒါတွေကိုဦးပြောရင်းနဲ့ဒီ drawing ကိုကျွန်တော်ပြထားတာဖြစ်ပါတယ်အဲ့ဒါအပြင်ကအရေးကြီးဆုံးအချက်က general note လို့ခေါ်တဲ့ဒီ fabrication လုပ်တော့မယ်ဆိုရယ်လိုအပ်တဲ့ note တွေ customer နဲ့ကိုယ်နဲ့ကြားမှာဖြစ်နိုင်တဲ့ information တွေကိုလည်းစုံနေအောင်ထည့်ပေးရတယ်အဲ့တော့ general arrangement drawing ဆိုတာကဒီ project တစ်ခုလုံးရဲ့ roadmap ဖြစ်တဲ့ document ပဲဖြစ်ပါတယ်အဲ့တော့ဒါကတော့မဖြစ်မနေလိုအပ်တဲ့အချက်လက်တွေကိုပြောပြီးတဲ့အချိန်မှာကျွန်တော်သတိပေးချင်တာက junior engineer တယောက်အနေနဲ့စပြီးတော့အလုပ်လုပ်တဲ့အချိန်မှာအများဆုံးမှားတတ်တဲ့အမှားလေးတွေကိုကျွန်တော်ထောက်ပြခြင်းနဲ့ဒါကိုကျွန်တော်တို့ကိုယ်တိုင်ငယ်တုန်းကစအလုပ်လုပ်တဲ့အချိန်မှာစဖြတ်တန်းခဲ့တဲ့အမှားတွေပါပဲအဲ့ဒါတွေကိုကိုကအခုပြန်ပြီးတော့ list သဘောမျိုးလေးထုတ်ပြီးပြောပြမှာဖြစ်ပါတယ်အဲ့ဒါကဘာလဲဆိုတော့ကိုက dimension တွေကိုပဲရှောက်ကြည့်ပြီးတော့တိုက်တဲ့ block ကိုအရင်မဖတ်ဘဲနဲ့ data တွေလုတ်ပြီးတော့ revision number update မဖြစ်တာတို့ဝယ်သူပြောတဲ့အကြောင်းအရာနဲ့ကိုပြောတဲ့အကြောင်းအရာနဲ့ update ဖြစ်တဲ့ information ဖြစ်မနေတဲ့အခြေအနေမျိုးလုပ်တတ်တာဖြစ်တယ်နောက်ပြီးတော့drawing ကိုဖတ်ပြီးတော့ information ကဟိုနားနည်းနည်းဖတ်လိုက်ဒီနားဖတ်နည်းနည်းဖတ်လိုက်အဲ့တော့ပြီးတော့မှဒီ information နဲ့ပတ်သက်တဲ့အကြောင်းအရာပါသလားမပါသလား nozzle ဆိုလို့ရှိရင်လည်း nozzle လန့်ပါသလား orientation ပါသလားဆိုတဲ့ဥစ္စာကိုလန့်မဲ့ဖတ်ပြီးတော့ orientation မှန်မစစ်မိတာတို့ data ကိုဟိုနားနည်းနည်းဒီနားနည်းနည်းရှောက်ဖတ်ပြီးတော့တကယ်ကိုအလုပ်လုပ်တော့တဲ့အချိန်မှာအချိန်ချင်းပြန်ကြည့်ရတယ်နောက်ပြီးတော့ကိုအထက်အရာရှိသို့မဟုတ်ဝယ်သူနဲ့စကားပြောတဲ့အချိန်မှာလည်းကိုကပိုင်နိုင်မပြောနိုင်တဲ့အခြေအနေမျိုးတွေဖြစ်သွားတယ်။နောက်တစ်ချက်က scale ဘယ် scale နဲ့ဆွဲထားတယ်ဆိုတာမျိုးကိုမကြည့်ဘဲနဲ့စိတ်ထဲမှာထင်သလိုမှန်ပြီးလုပ်မိတာတို့နောက် view first angle view လား third angle view လား first angle view ဆိုတာကဒီပစ္စည်းကိုဒီဘက်ကကြည့်လို့ရှင်ဟိုဘက်မချမ်းမှာသွားဆွဲရတယ်။ third angle view ဆိုတာဒီပစ္စည်းကိုဒီဘက်ကနေမျက်လုံးနဲ့ကြည့်လို့ရှင်ဒီဘက်ချမ်းမှာပဲဆွဲရ။အဲ့ဒီ view ဘယ် view နဲ့ဆွဲထားတာကိုကသေချာ confirm လုပ်ဖ ೇನೆ သွားကြည့်လိုက်တာနဲ့ကိုကဆွဲတဲ့ vessel nozzle တွေရဲ့ orientation တွေဘယ်ဒီညာတွေအကုန်လုံးမှားသွားနိုင်တယ်ပြီးတော့မှကိုကလောက်တာတလွဲဟိုကပြောတာတစ်မျိုးဖြစ်သွားတတ်တယ်အဲ့တော့ဒီလိုအမှားတွေကိုအထူး view site တင်ပါတယ်အဲ့တော့ general arrangement drawing လို့ခေါ်တဲ့ GA drawing ကို
ကိုကဖတ်တဲ့အချိန်မှာဟိုရောက်လိုက်ဒီရောက်လိုက်ပြောတော့မဟုတ်ဘဲနဲ့ systematic approach အနေနဲ့ကိုကဖတ်တဲ့နဲ့အလုပ်လုပ်တဲ့နဲ့လို့ပြောချင်တာဖြစ်ပါတယ်အဲ့တော့ episode 3ကိုကျွန်တော်ပြန်ချုပ်ရလို့ရှင် general arrangement drawing တစ်ခုဖတ်တဲ့အချိန်ပြင်တဲ့အချိန်မှာမဖြစ်မနေကိုလိုက်နာရမယ့်အချက်6ချက်ရှိတယ်နံပါတ်1ဒီပထမအဦးဆုံးအနေနဲ့ title block ကိုဖတ်ပါသေသေးချာချာဖတ်ပါနံပါတ်2အနေနဲ့ view တွေကိုကြည့်ပါ view 3 view စလုံးမှာရှိတဲ့ကိုကြည့်တဲ့ point nozzle ဖြစ် nozzle ကို3 view စလုံးမှာဘယ်လိုပုံစံမျိုးပြထားတယ်လဲဘယ်လို view တွေနဲ့ပြထားလဲဘယ်လို scale တွေနဲ့ပြထားလဲဆိုတာကိုဖတ်ပြအောင်ဖတ်ပါပြပြအောင်ပြပါနောက်တစ်ခု overall dimension တွေစုံရလားဆိုတာနံပါတ်3အနေနဲ့မဖြစ်မနေကြည့်ပါဒါမဖြစ်မနေပါရမယ်ကိုပြင်လည်းမဖြစ်မနေပါမှာဖြစ်သလိုဝယ်သူ site ကလည်းမဖြစ်မနေပြရမှာဖြစ်ပါတယ်နံပါတ်4အချက်က nozzle orientation လို့အချက်လက်တွေကိုသေသေးချာချာကြည့်ပြီးတော့မပါလို့ရှင်းပြပါတစ်ချက်ချင်းပြပါပြန်ပြောမယ်နော်ပစ္စည်းတစ်ခုချင်းကိုက detail engineer ဖြစ်တဲ့အတွက်တစ်မျိုးပြလို့ရှရင်ဒီကောင်ကိုဒီဘက် view ကပြန်အမြင့်ဘယ်လောက်လဲ site ဘယ်လောက်လဲ orientation ဘယ်လောက်လဲဆိုတာ information စုံအောင်ကိုကပြမှာဖြစ်လို့ကြည့်လို့ရှရင်လဲ information စုံအောင်ကြည့်ပြီးတော့မှဒီပစ္စည်းတစ်ခုရဲ့ data ကို confirm လုပ်ရမှာဖြစ်ပါတယ်နောက်တစ်ခုကနံပါတ်5အချက်က support location setting တွေကို position တွေပါမယ်ပိုးတွေနဲ့ဒီ site တွေဘယ်လောက်ပါမလဲ reaction force ဘယ်လောက်ရှိသလဲ weight ဘယ်လောက်ရှိသလဲဆိုတဲ့အချက်လက်တွေပါမယ်ဒါကတော့နံပါတ်5အချက်ပါ okay နောက်ဆုံးနံပါတ်6အနေနဲ့အရေးကြီးဆုံးအချက်က design data တွေဒီ calculation မှာပြောထားတဲ့အတိုင်း design data အတိအကျပါသလား material တွေအတိအကျပါလား material list တွေကြည့်ရမယ်ပြီးရင် nozzle table တွေကို confirm လုပ်ရမယ်ဒီလိုအချက်တွေပါမပါလုပ်ပြီးတော့မှကိုယ့်ရဲ့ generation drawing ကို complete ဖြစ်တယ်လို့ယူဆမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်ဒီ episode 3မှာပြောချင်တဲ့အကြောင်းအရာဖြစ်ပါတယ်နောက် episode 4မှာတော့ကျွန်တော်က session view တွေကိုဘယ်လိုပြတယ်လဲဘယ်လိုအလုပ်လုပ်တယ်လဲဆိုတဲ့အကြောင်းအရာကိုအသေးစိတ်ပြောပြမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်